那比Trinity 个你多一点个什么来的？ Trinity ကျောင်းနဲ့ပြောပါမယ် Trinity က你阿兰嘛意思 Trinity အကြောင်းကတော့ခဏပါလေငင်းခုန်ရတဲ့တရား 就我讲过你碰触本都跟安内以啥个碰出来的是个成 ကျော်တော်ကျမ်းတွေကတော့စကပုံလို့သူတို့ကလည်းရှိတဲ့အရာက Trinity က你现到你那桩事情 Trinity အကြောင်းကိုအားလုံးရှင်းရှင်းလေးစေချင်တယ်ဆိုလို့ရှိရင်စူးစမ်းရင်တော့ 那路呢长啦 ကောင်းပြောက်သွားလိမ့်မယ် 你那路嘿啊长啦 ကောင်းကပါလေပြောက်သွားနိုင်တယ် 这叫叫纯不前心灵公嘿民农你啊你那个听 ဘာဖြစ်လို့လဲဆိုလို့ရှိရင်ဘုရားဖြစ်ချင်းဟာလူကအကုန်လုံးသိနိုင်တာမဟုတ်ဘူး 啊虽然就revelation ที่มีแบบฟังดูมันจะแบบพวนกันที่ไหนจะ revelation กับชื่อมีဗျာလေး แบบพวนที่ revelation ที่ค่ะค่ะแบบพวนที่มีสุลามจะเลยจะสิ่งเดียวกัน ဗျာလေးဆိုတဲ့စကလုံးကဘာလဲဆိုလို့ရှိရင်တော့ ไม่หอนที่สุด ဒီမျက်နှာကိုပါလေလှန်ထားတာ สิ่งที่เราเดี๋ยวจนไอแซคนุปีเขาจะสิข้ามสาระสาระไอแซคโอ้ระเบคก้าดูสิ အိုင်ဇာရဲ့ပါလေမိမကရဘကာဖြစ်ပါတယ် ระเบคก้าข้ารำดำเนินอะไรกลายไอแซคเนี่ยเดิน ရဘကာကတခြားတမ်းပြီးကနေလာတဲ့ခါမှာအိဇက်ကလည်းကြိုးဆိုးတဲ့ ระเบคก้านี่จนไอแซคแค่รังขันไอ้มุ้ยอาศัยบาข้าไม่คิดว่าจะสิเดียฮะเลย ရဘကာကသူ့ကိုဝေးကနေမြင်လိုက်တဲ့အခါမှာသူ့ရဲ့ကြွန့်ကိုဘာတူလဲလို့မေးတယ် ไม่คิดนะว่าข้าได้มีไอแซคจะสิเดีย လူကသူကဆိုလို့ရှိရင်မင်းရဲ့ယောက်ျားဖြစ်မယ်အိုက်ဇက်ဖြစ်ပါတယ်လို့ สุดที่ก็โอ้ดีก็เราจงขนาดจงมีอาหารข้าปวนเสียกันคู่ အဲ့ဒီခါကျတော့ကလုံးပေါ်ကနေဆင်းပြီးတော့မှသူ့ရဲ့မျက်နှာကိုပါလေခြုံလိုက်တယ် ปวนเสียกันคู่ไอแซคแค่อันนี้ตอนที่กลองฮะ သူမျက်နှာကိုဖုံးပြီးတော့နော်အိုက်ဇက်နဲ့တွေ့တဲ့အခါမှသာ surprise เซ่ที่ไม่ได้หลับเดี๋ยวเป็นมัน သူပါလေလမ်းသွားပါစေဆိုတဲ့ခုနကတော့ချက်ချင်းဖွင့်ပြလိုက်တယ် จู่ๆเรเบคก้านี่อาหมายเอาวันนี้ค่ะ revelation แบบพวนที่จะเสร็จ ရဘကာကသူ့မျက်နှာကိုပါလေဖွင့်တာဗျာလေးလို့ပြောပါ อย่าได้ที่เอาที่เสร็จเราเองอย่าได้อย่าได้ไปบอก ဗျာလေးလေးပဲ เรเบคก้านี่ขันอาหมายเอาวันที่ค่ะอาหมายเอาวันนักร้องจู่ไอแซคนี่กับมูเซ่ที่ดูจ้าอาหมายคู่ค่ะเอาวันเปียกยังมาข่าววันเปียกนี่ค่ะ revelation แบบพวนอย่าได้ที่จะเสร็จ ရဘကာကအိုက်ဇက်ကနော်ကျမမျက်နှာကိုမြင်မစေလို့နော်ဒါသူ့ရဲ့ဗာလေမျက်နှာဖုံးကိုဖွင့်ပေးခြင်းဟာနော်ဗျာလေးဆိုလိုက်ပါလေအနိပေဖြစ်ပါ อาเซียนเรเบคก้านี่อาหมายเอาวันเลี้ยวขันอาวาปานี่อัตกุมดังหัว ဗျာပါလေရဘကာကသူ့မျက်နှာကိုဖွင့်ပြလိုက်တဲ့အခါမှာသူ့ရဲ့ယောက်ျားကနေတခြားအရာတွေကိုမြင်တယ် จะใช่ยังผมเป็นจุกุมคารากุคันดาอดัมขัดหัว သူ့ရဲ့ခန္ဓာကိုယ်တခြားနေရာကိုမြင်သလား เจ้าเราจะเรเบคก้านี่ขันอาหมายลองเอาวันเบียกจ้าไอแซคนี่ขันอาหมายลองหูหลังโน่นละไง ရဘကာကသူ့မျက်နှာကိုပဲဖွင့်ပြတယ်ဆိုတော့အိဇက်ကလည်းပဲသူ့မျက်နှာကိုပဲမြင်လို့ရတယ်မြင်ခွင့်ရှိတယ် จะเจ้าจนปัจเจียนนี้กระเจ้าหน้าเสดีอาการหันเบียกมีลองลองให้หูหลังโน่นละไง သူကြီးလည်းကောင်းမယ်နော်ဘုရားသခင်ကငါ့ကိုဘုရားသခင်ငါ့ကိုမြင်မစေလို့ဖွင့်ပြတဲ့ဟာပဲကျွန်တော်တို့ကမြင်လို့ရတာဖြစ်ပါတယ် อาการอ่อนเบียกลงมีเอเรียบอกค่ะ we have no right to see and understand သူမဖွင့်ပြတဲ့နေရာကိုငါတို့ကတော့ရှောက်မြင်နိုင်ဖို့ဖွင့်မရှိဘူး นี่ถือกันนะทุกมีให้ไอ้ขัดชักไม่ใช่ ကျွန်တော်တို့တော့အဝတ်စာဝတ်တာနဲ့တူတူပဲ นี่มีดังพูดตากันดูมีลองค้าเรเดียนนั่นตัวอาดัมเขาจะนั่นคู่นี้ သူများမြင်စေတဲ့နေရာကိုပဲဖွင့်ပြတော့မှမမြင်စေချင်တဲ့နေရာကပါလေဖုံးထားပါတယ် จนถูกจนปัจเจียนนี่กับไทยนาเสอดีมีลองค้าอ่อนนี้อ่อนลงพวกขัดไทยนาโมกันไหนลง အကြောင်းဘုရားသခင်ကသူ့ကိုတော့သိစေချင်တဲ့နေရာကိုပဲပါလေဖ
ဖွင့်ပြပြီးတော့မှာတခြားဟာကိုပါလေမဖွင့်တဲ့ဟာကျွန်တော်တို့သိလို့ จุกเชียนนี่อาม่าไอ้คนนักจุไบเบิลเสร็จအဲ့လိုဘုရားသခင်ကသူ့ရဲ့မျက်နှာကိုဖွင့်ပြတာဟာကျမ်းစာနော်ကျမ်းစာအဖြစ်ဖြစ်ပါ就这样就多一点的人去买ไบเบิลเนี่ยกันชุดมีประเทียนของโจ้一点เสร็จအကြောင်းတူချုံနည်းနဲ့ကျမ်းစာကကျွန်တော်တို့ကပါလေပြောပြတဲ့ဟာကိုကျွန်တော်ပြောပြပါမယ်ประเทียนชุดประคัดลองอุ้มแม่ดิဘုရားသခင်ဟာတဆူတည်းပဲရှိတယ်ประเทียนนี้ประคัดลองอุ้มดิဘုရားသခင်ဟာတဆူတည်းပဲไบเบิลนี่ประเทียนประคัดลองดิจ้าอธิจ้าประคัดลองอุ้มสิကျမ်းစာကဘုရားသခင်တဆူတည်းပဲရှိတယ်လို့ပြောတဲ့အတွက်ကြောင့်ဘုရားသခင်ဟာတဆူတည်းပဲရှိတယ်就ไบเบิลเนี่ยฉันจะสิตักประเทียนนี้ประคัดลองสิตักเนี่ยไอ้มาลองอยู่กับซุปนี้กันซุปชิมอาหารวิเศษဒါကြောင့်ဘုရားသခင်တဆူတည်းရှိတယ်လို့ကျမ်းစာပြောတဲ့အတွက်ကြောင့်ကျွန်တော်လည်းပဲဘုရားသခင်တဆူတည်းပဲရှိတယ်လို့ကျွန်တော်ယုံတယ်လို့ကျမ်းစာပြောတဲ့ဟာကိုကျွန်တော်တို့ယုံဖို့လည်းပဲလိုပါတယ်ကျွန်ไบเบิลเนี่ยเป็นหลักตารางนี้จะประเทียน就八条နောက်ပြီးမှကျမ်းစာကပြန်ဖွင့်ပြတဲ့ဟာကဘာလဲဆိုလို့ချင်းဖယားသခင်ဟာခမဲတော်လို့ဖွင့်ပြပါပခတ်တိမီကျပါစီတိရှေပါစီဝဲအဲ့ဘာလဲတဆူတီတော့ဖယားဟာခမဲတော်ပဲဖြစ်တယ်နော်တကယ်ဟုတ်တယ်နော်အစနာပါတိမီဟေအမအလောင်းအုံမီချာမှန်မီပဲဖန်စဘတ်တော့အတွေးတော့ရှိဦးရှိရဒါကြောင့်အဘလို့ပြောတဲ့စကလုံးဟာသူတယောက်တည်းနေတဲ့နော်နာမနာမည်မဖြစ်ဘူးနော်တခြားအထွေးရှိကိုရှိရမယ်ပါနဝန်တိပခန်နစီမရှိစတဲ့ပခတ်ခဒုံတိကျအထေးရှာတယ်မပဲဖန်မရှိခမဲတော်ရှိတယ်ခမဲတော်အဖေခမဲတော်ဖြစ်တယ်လို့ပြောတဲ့ဟာနဲ့ခမဲတော်ဖြစ်တယ်ဆိုလို့ရှိရင်တော့တယောက်တော့ရှိမှာပဲဆိုတာကျွန်တော်တို့သိပါအောင်မိပခနာဦးလို့ဘာချလို့မသိစေပါအောင်မစံဖာအောင်လိုက်တဲ့ကန်တော့ဟင်းမန်တူန်ဘိုင်ဘောဒီဖာအောင်မဲဒီဘိုင်ဖာအောင်ဟဲ့ဖာအောင်မဲဖာအောင်ကျမ်းစာကခမဲတော်ရှိတယ်လို့ပြောတဲ့အတိုင်းပဲသားတော်ရှိတယ်ဆိုတာလည်းပြန်ပြောပြတယ်ဒါဆိုရင်သားတော်ရှိတာဗောလို့ကျွန်တော်တို့ပါလေသိခွင့်ရတယ်ကျွန်တော်ချာနေမိကျွန်မခလောင်ခန်းစကားနဲ့ဒီဟိုလိုပဲခရောင်းပဲအဲ့ဒါလို့ဇလန်းကလည်းပဲမပြီးတော့နော်ဝိညာဉ်တော်ပြန်ရှိတယ်သဘောပေါက်စံပတ်ထျက်ပထုံဘုံဒါဆိုရင်တော့ကျွန်တော်သဘောပေါက်ပြီဘုရားသခင်နော်ဘုရားသခင်၃ပါးရှိတယ်ပါဖာချံခရောင်းပထုံပေုံဒီနာစကိုဟေဒါဆိုရင်တော့ခမဲတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်၃ပါးရှိတာပဲရှင်နာခတ်တလေရပတ်ထျက်ပခတ်လို့မဒီဖုန်းဒါပေမဲ့ဒီဘက်မှာဘုရားသခင်ကဆူကြီးပဲရှိတယ်လို့ပြန်ပြောတယ်ဒီဘက်တော့ချိုးဖျက်လာတော့ပါဒါဆိုရင်တော့ဒါခဲ့ပြီဒါဖြစ်ရှင်နာလမ်းပခတော့ဒါပေမဲ့ဖြည့်ရှင်းတဲ့နီလန်တစ်ခုတော့ရှိပါတယ်ပချင်ပခတော့မတိချာဘုရားသခင်ကဆူပဲရှိတယ်လို့ပြောတယ်ဒီနာမထုံးကြီးစိတ်တင်းနေကလုံးတဲ့တင်စတော့လားဒီ၃ပါးဟာသူတို့ဘယ်လိုနေမလဲဆိုတာဖြစ်ရှင်နာကအဖွေးချမ်းမကြတဲ့စီးရချင်ဖြည့်ရှင်းဖို့အလွယ်ဆုံးကပါလဲဆိုလို့ရှိရင်တော့ပချင်ပခတိပါရလာမယ်ဘုရားတဆူနော်အဲ့ဒီတဆူကျဲကဘုရားတပါးဟာခမဲတော်လို့နော်ဖွင့်ပြတယ်ပါရလမ်ချုံပါပါခါဖာချံခမဲတော်ကနေသားတော်လည်းပြပါလေပြန်ဖြစ်သွားတယ်ကျန်ဖာခါခလာဝိုင်ချံတန်တိရှာချန်ယူယူတဲ့အဖြစ်ရှင်ခုတ်တိအဲ့ဒီပါလေသားဟာပါလေဝိညာဉ်တော်လည်းဖြစ်တယ်လို့ကျွန်တော်တို့ပြောလို့ရှိရင်တော့ရိုးရိုးဖြည့်ရှင်းလို့ရသွားပြီဖြစ်ရှင်းတာကဖွေးတိချန်နိချပါခါဖာချန်ဖာခါခလာဝိုင်ချန်ပါဟုလေဝဖာလောဖာလေဝပါဟုလောတိလောဖွေးတိချန်ကြောင့်အားတွေရဲ့ဟာကတော့ခမဲတော်ကသားတော်ဖြစ်လာတယ်သားတော်ကဝိညာဉ်တော်ဖြစ်လာတယ်ဒါကြောင့်အဲ့ဒါဟာတဆူပဲဆိုတာပြောတဲ့အခါမှာအလွယ်ဆုံးကြီးပဲ voice of voice of nine လွယ်တော့အားလွယ်ပြီမဲ့အဝေးသူစီပခတ်ချအန်ပထုံတဲ့နေရာတကအန်လန်ချပဲဖွန်သူတို့သုံးပါးစလုံးကနေရာတိုင်းမှာနော်သူတို့ကဖွင့်ပြဆောင်းနာzonga an pထုံတဲ့နန်လန်ခ
ဖန်ဆင်းချင်းပါလေပဲသုံးပါးနဲ့ပါလေဖွင့်ပြတယ် ข้านักกงสงฆ์อันปฐุมเดือนลำแบง เจดีချင်းနဲ့ပတ်သက်လို့ရှိရင်လည်းပဲကေတင်ချင်းပါလေပဲသုံးပါးနဲ့ပါလေဖွင့် ท ပြ ง တယ် ชาตินักสงฆ์อันปฐุมเดือนลำแบง ရှင်ပြန်ထမြောက်ချင်းပါလေပဲသုံးပါးနဲ့ပါလေဖွင့်ပြတယ် มานี่จึงเอาไว้เราชิน အဲ့ဒီဟာကပါလေချုပ်စီ ฟัดตลอดขั้นชาลง ကုံလုံးကိုပါလေတစ်ခုအနေနဲ့ပေါင်းလို့မရတော့ จุจ้าจนฮีป้าฟ้าเทียนคาราดินดีป้าจุฟ้าสโลฟ้าจุป้าสโลฟ้าจุคาราสโลอันดันลงเดอันสิ่งที่ข้าไปบนอารมณ์คารากันจอมเปียก ဒါကြောင့်သမီးတော်ဟာသားတော်မဟုတ်ဘူးသားတော်ဟာလည်းပဲတိုက်ရှိတော်ဝိညာဉ်တော်မဟုတ်ဘူးဝိညာဉ်တော်လည်းပဲသမီးတော်မဟုတ်ဘူးဆိုတာကျမ်းစာကကျွန်တော်တို့ကပါလေရှင်းရှင်းလင်းလင်းသင်ပေးပါတယ် จุจ้าจนไปบนอาการจอมเปียกมีเจเนเซ่ ဒါကြောင့်ကျမ်းစာသင်ပေးတာက ปะเทียนปะขัดลอง ဘုရားသခင်တဆူပဲရှိတယ် จุปะเทียนปะขัดจน အဲ့ဒီဘုရားတဆူထဲမှာ ป้าฟ้าเทียนคาราลงเม သမီးတော်သားတော်တိုက်ရှိတော်ဝိညာဉ်တော်ရှိပြီးတော့ อันนี้คัดฝนเรา မတူဘူး ปะเทียนปะทุ่มลงสะฝนเรา ဘုရားသုံးဆူလည်းမဟုတ်ပြန်ဘူး จะมันจะแก้กระทบกันเสีย အဲဆိုရင်တော့ငါဦးနောက်ကမနိုင်တော့ဘူး เสียจ้าจนมีลงนี่ขนาดกันไงนี่จุกันนี่แล้วกันฟันจนกันยี่สิบสองจ้า ကျွန်တော်တို့လူတွေကကနန်းရှိတာကကနန်းတွေ့တာကဆိုလို့ရှိရင်နေ့ပေါင်းလို့ရှိရင်တော့လေးထွက်တယ် ปะขับลงที่ปะทุ่มฟันจนปะทุ่มมาสิบสองจ้า အဲ့ဒီပါလေသုံးပါးကတဆူထဲကနေသုံးပါးကိုပေါင်းလို့ရှိရင်လည်းပဲသုံးပါး ยี่สิบต้องที่ปะขับลงที่ปะทุ่มกันฟันจนปะทุ่มมาชดจุ အဲ့ဒီတစ်ပါးစီကိုပါလေကျွန်တော်တို့ပေါင်းမယ်ဆိုလို့ရှိရင်တော့သုံးပါးထွက်သွားတယ် ฉะนั้นปะทุ่มฟันนี่ปะขับชดมีขนาดจนมีลงนี่กันไงบ้างเรา ဒါပေမဲ့အဲ့ဒီသုံးပါးထဲကလည်းတော့တစ်ပါးထွက်တဲ့ကနန်းဆိုတာကျွန်တော်တို့မရှိဘူး จุจ้าจนฮี Trinity ปะเทียนกงฮีอันนี้นักเรียนเทียน ဒါကြောင့်ဗာလေ Trinity နဲ့ပတ်သက်ပြီးတော့မှာအကုန်လုံးကျွန်တော်တို့နားလည်ဖို့ကတော့ จุจ้ากันเทียนมีจุปะเทียนปะขับ ဒါကြောင့်ကျွန်တော်တို့ရှင်းလင်းဆိုတာသိနားလည်နိုင်တာကဘုရားတဆူရှိတယ် จุป่าสี အဲ့ဒီသူထဲမှာခမဲတော်ရှိတယ် จุพาสมง သားတော်လည်းရှိတယ် ขลาวสมง တန်ရှင်တော်ဝိညာဉ်တော်လည်းရှိ อันนี้คัดฝนเรา အချင်းချင်းมတူဘူး ป่าจุฟ้าสโลฟ้าจุขลาวสโล ခမဲတော်ကသားတော်မဟုတ်ဘူးသားတော်ကဝိညာဉ်တော်မဟုတ်ဘူး อันเรียนจวนนะคะปฐุมินป่าฟ้าเทียนขลาวนั่นละไง သူတို့အလုံးလုံးတဲ့နေရာမှာခမဲတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်နဲ့ပြပြတော်တယ် อันปะเทียนสีนะคะปะขับสี ဘုရားဖြစ်ချင်းမှာတဆူပဲရှိ ขาบินขาให้เฟี้ยวขาว အဲ့ဒါပြီးအဲ့ဒီချက်တော့ကျွန်တော်တို့ဗာလေရှင်းပြလို့ ซุกหนักวงโอ้โอยปานนับมักเว ယုံကြည်ခြင်းအားဖြင့်အာကိုရောအားထူးဆန်းတာပဲ แม่เตนี่กระกองกระเทยไหลเราบรรทุกกันแม่เตไป โอ เย เค อะ ဘယုစစ်ကနေကျွန်တော်အကြောင်းကိုမသိနိုင်တယ်လို့ เกี่ยมาตรงนี้กับเทียนกองฮีฮัลตาอากาศมีลองก็ฮัลก็อบินเลยค่ะอามาตาสิ ကျွန်တော်ကလည်းပဲဘုရားသခင်ကသူ့ကိုသိစေခြင်းနဲ့ပိုင်းလိုက်ပါလေကျွန်တော်ကသိလို့ရရင်ကြံတဲ့ပိုင်းကျွန်တော်သိလို့မရဘူး จะลองจะซีเดียสนะเชื่อ အဲ့ဒါလေးပဲဖြစ်ပါတယ်လို့ จะจ้าจีซูนี่ไอ้การก็มันเปรี้ยวเลยจีซูนี่เบียร์จามิจู အကြောင်းရသခင်ယေရှုခရစ်ကမှာထားတဲ့စကား สู้ดูนั่นสิเมียชุดนั้นนะ ဒီတို့ဒီပါလေတပည့်တော်ကြီးဖြစ်တဲ့အကြောင်းတော့နောက်ကနေလိုက်လာမယ်နေ့တဲ့ခဏကြီး แต่พิสมาเนี่ยแปลกติดหน้าเห็น ဗတ္တိဇံပေးတဲ့အခါမှာ ปาและปาและขาวเทียมนี่นั่นแปลกหน้าลายเดียที ဗတ္တိဇံကိုပေးတဲ့အခါမှာခမဲတော်သားတော်တိုက်ချင်းတော်ဝိညာဉ်တော်နာမအဖြစ်ပေးရမယ်လို့ပြောပါတယ် จุดจ้าจนที่พิลกันในแบบที่ข้าปาและปาและขาวเทียมนี่ยูเด่นแบบอย่างสักเอา ဒါကြောင့်ကျွန်တော်တို့ဒီချင်းမင်္ဂလာတော့ဗတ္တိဇံပေးတဲ့အခါမှာခမဲတော်သားတော်တိုက်ချင်းတော်ဝိညာဉ်တော်နာမအဖြစ်ရိုးရိုးကလေးပေးဖို့ပဲဖြစ်ပါတယ် ฉะนั้นเราแบบพิสมาอสุลลัมโจ ဒါပေမဲ့ဗတ္တိဇံရဲ့အနေအသေးတွေကတော့ จีสุที่น่าก็ทีวีน่าก็วีก็สิกระทบทันที่น่าตัวก็สิ တကယ်ယေရှုခရစ်တည်ရဲ့ဒီအသေးချင်းမှာတည်ပြီးတော့မှတကြိုချင်းမှာတကြိုပြီးတော့ချင်းပြန်ထမြောက်ချင်းမှာထမြောက်တော်သူဖြစ်ပြီလို့အဲ့ဒါ
အဓိပ္ပာယ်ဖြစ်ပါတယ် Chachu kan kalbi opasi di kan semachi. အဲ့ဒါကိုကျွန်တော်တို့လိုက်လျှောက်ရမယ်လို့ကျွန်တော်ပြောချင်တာဖြစ်ပါတယ်